လားစတားမှချိုးလိုပါတယ်ကျွန်တော်ဒီနေ့မိုးလေးလည်းရွာနေပြီဆိုတော့ဒီမှန်ရည်မတင်ဆေးလေးပေါ့နော် Korean brand တွေကပေါ့ယူရီးယားမိတ်တွေကဟာလေးကျွန်တော်ဘယ်လိုသုံးရလဲဘယ်လိုလုပ်ရလဲဆိုတော့ပြပြီးတော့ကျွန်တော်ရောင်းပါမယ်โอเคအဲ့ဒါကိုဆေးထည့်မယ်ဆိုရင်သူကဒီကောင်တင်မယ်ဆိုရင်ဒီလိုပေါ်တော့လေးပေါ့နော်ဒီလိုလောင်းချလို့ကြတော့သူကအဆင်မပြေဘူးပြဘာဖြစ်လို့ဆိုတော့သူကအပေါက်ကကျဲပြီးတော့အရေကကျဲနေလို့အဲ့တော့သူ့ကိုဒီလိုပိတ်ပြီးတော့ဒီလိုထည့်ဒီလိုပိတ်ပြီးတော့ဒီလိုထည့်ဒီလိုပိတ်ပြီးတော့ဒီလိုထည့်နော်အဲ့လိုမျိုးထည့်မယ်ထည့်ပြီးလို့ရှိရင်မှန်ပေါ်မှာကျွန်တော်တို့ဒီလိုမျိုးဆွဲတယ်ပေါ့နော်ဆွဲတယ်ပြီးရင်နော်ဒီလိုဘယ်ညာဆွဲမယ်နော်ဒီလိုဘယ်ညာဆွဲမယ်နော်အဲ့မှာဆေး6သွားပြီပေါ့နော်ဆေး6သွားပြီဆိုရင်ဆေးကြီးထပ်ထည့်နော်အဲ့လိုထည့်မယ်ထည့်ပြီးလို့ရှိရင်ပြန်ဆွဲမယ်ပေါ့နော်ကျွန်တော်တို့နော်အဲ့လိုဆွဲမယ်ဘယ်ညာဆွဲဒီဘက်ကိုဆွဲမယ်နော်ဘယ်ညာဆွဲပြီးရင်ကျွန်တော်တို့အပေါ်အောက်ပြန်ဆွဲမယ်နော်โอเคဒီလိုဆွဲမယ်ဒီလိုဆွဲမယ်ဒီလိုဆွဲမယ်နော်အဲ့မျိုးလေးညီညာလေးဆွဲမယ်ညီညာလေးဆွဲပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီဟာကို6တဲ့အထိခဏထားမယ်ပေါ့နော်6တဲ့အထိဆိုရင်10မိနစ်2မိနစ်လောက်ပဲပေါ့နော်ခဏလေးနဲ့သူက6တယ်နော်10မိနစ်2မိနစ်လောက်ဆို6ပါတယ်နော်โอเคနော်10မိနစ်2မိနစ်လောက်စောင့်ပြီးလို့ရှိရင်6သွားရင်ကျွန်တော်တို့အဝတ်တန့်နဲ့တုပ်လိုက်ရုံပဲပေါ့နော်ကားကိုလုံးမယ်ဆိုရင်လည်းကျွန်တော်တို့နေပူထဲမှာလုပ်လို့မရဘူးနေရိတ်ထဲကိုရွှေ့ရမယ်เนาะနေရိတ်ထဲမှာရွှေ့မယ်မှန်အေးတော့မှအေးစစ်စစ်လုပ်မယ်ပေါ့เนาะအဲ့လိုမျိုးပေါ့တောင်းဆောင်မယ်တောင်းဆောင်လို့6သွားပြီဆိုရင်ကျွန်တော်တို့ဒီလိုအဝတ်တန့်လေးနဲ့ပြန်တုပ်လို့ရတယ်เนาะโอเคဒါဆိုကျွန်တော်တုပ်လိုက်မယ်เนาะနော်အဲ့လိုတုပ်မယ်အဲ့လိုတုပ်ပြီးလို့ရှိရင်လည်းနောက်ထပ်တစ်ကုတ်ထပ်ပြီးတော့ကျွန်တော်တို့တင်မယ်နောက်ထပ်တစ်ကုတ်တင်ပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့ပြီးပြီပြန်တုပ်မယ်ပြန်တုပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကားကိုအနည်းဆုံး1နာရီလောက်တော့စောင့်အသုံးမပြုဘဲနဲ့1နာရီလောက်တော့ထားရမယ်ပေါ့နော်အချောက်ခံရမယ်1နာရီလောက်အနည်းဆုံး1နာရီလောက်ထားပြီးတော့မှပဲကားကိုမောင်းရမယ်ပေါ့နော်အဲ့လိုမျိုးအသုံးပြုလို့ရပါတယ်နော်โอเคအားလုံးကိုကျေးဇူးတင်ပါတယ်ဘူးလေးကိုမှန်ရည်မြင်ဆေးလေးကိုဆက်သွယ်ဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ Star Detailing 2 Shop အမှတ်189မြေကြီး50တလန်အပေါ်ဘလောက်မှာဆက်သွယ်ဝယ်ယူနိုင်ပါတယ်ဖုန်းနဲ့ Viber တွေဆိုရင်တော့ဖုန်းနံပါတ်က3998893131နဲ့3998335588မှာဆက်သွယ်ဝယ်ယူနိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ